ဗုဒ္ဓသာလောကဓမ္မေဟိစိတ်တယတရာဂမတိအာတောကံဝိရဇံခေမဣတံမင်္ဂလမုဒ္ဓမံဗုဒ္ဓသာလောကဓမ္မေဟိစိတ်တယတရာဂမတိအာတောကံဝိရဇံခေမဣတံမင်္ဂလမုဒ္ဓမံဗုဒ္ဓသာလောကဓမ္မေဟိစိတ်တယတရာဂမတိအာတောကံဝိရဇံခေမဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မေဟိလောကတရားရှင်ပါးတို့နှင့်ဗုဒ္ဓသာကြုံရသောယတအကျေဟန္တာပုဂ္ဂိုလ်၏စိတ်တစိတ်တိနတပတိမတုံလုံးအာတောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရဇယာကသသောပြုတွေလည်းမရှိခေမံပေလည်းမရှိဣတံဣတိကဥဒ္ဓမံမြတ်လာစွာသောမင်္ဂလာတရားမိပါ၏တတိ